ပါပါဒီနေ့မှာတော့ကျွန်တော်ဘာလို့ပြတ်မလဲဆိုတော့ဘယ်လိုတက်တက်မသိအောင်လုပ်ပြမှာပဲဖြစ်ပါတယ်ကဲတော့ဆက်မအောင်ဆုံး menu လေးဝင်မယ် prop 10ဝင်မယ်တော့ရင်အဲ့ကဘောနော် B က all ရစ်ပြီးက high ဝင်ပြီးတော့အဲ့ဒီအမဒီကဖြာလေးပေါ့နော်စရုံဖြာလေးရှိတယ်အဲ့ပုံထိုင်မယ်ထိုင်သွားရင် prop 10ပြောင်းဝင်အဲ့ကဟာလေး Sapunto ပေါ့နော် Sapunto ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုပြန်နှိပ်အဲ့လေးပြန်နှိပ်ပေါ်ရှင်အောက်ကိုဆွဲပေါ်လို့ရှင်အဲ့ကအမှန်ကဟိုက mirror ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးနှိပ်လိုက်တစ်ချက်ပဲနှိပ်ဆွဲလိုက်ပေါ်လို့ရှင်လမ်းလျှောက်တဲ့ပုံကဒီလိုဖြစ်သွားလိမ့်မယ်ဒါဆိုရင်တော်ရရပြီပထမဆုံးအမဲအောင်မြောက်စားခိုင်းစီသွားမယ်ဒါဆိုရင် teleportation နဲ့ပဲတောင်းလိုက်တော့မယ်ပေါ့နော်ကဲတက်ပြပြီပေါ့နော်ဒီလိုဆုံးတစ်ခါသူ့ခေါ်ပြီးတက်မယ်သူ့ဟိုဘက်ခေါ်ပြီးတက်လိုက်မယ်ပေါ့တစ်ခါအောင်ချစ်စီလည်းတက်လို့ရတယ်လို့ 1/1 လည်းတက်လို့ရလို့ကြရပေါ့နော်ဘယ်လောက်တက်ရရဲဒီအရှိအကောင်တွေကုန်ရင်ရှင်းလိုက်မယ်ရှင်းပါတော့အထက်ကကောင်တွေ 1/1 မဟုတ်ဘူးပေါ့နော်အကုန်လုံးမှာဒါတော့ 1/1 ပဲတက်လိုက်ပြရပါတော့အထက်ကကောင်တွေ 1/1 မဟုတ်ဘူးပေါ့နော်10 point 10ပဲဖြစ်လာမယ်တူဒီဥပမာအချက်တစ်ခုကြောတော့ဗာလဲဆိုတော့ဟိုကတော့မလုံးမိနေပေါ့နော် block ကိုမတုံးနေပေါ့နော်ကိုယ်စိတ်ကိုပြောင်းအောင်ရှိမရအောင်နော်စိတ်ကိုပြောင်းအောင်အဆင်မပြေတော့ပစ္စည်းအဲ့ကဝါရတုံးမရတော့နော်အဲ့ကလေအကုန်လုံး live တက်လို့ရပါလိမ့်မယ်မဟုတ်ရင်ဒါဆိုရင်စေကောင်တစ်ကောင်လေဘာမှမလုပ်ဘူးရတယ်သူ့ဘာတက်လိုက်တော့အကုန်လုံးတက်လိုက်ပြီဒါဆိုတဲ့နေဟိုဖြစ်သွားပြီပေါ့နော်9កောင်ပဲကျန်တော့ပေါ့နော်10កောင်နဲ့9កောင်ပဲကျန်တော့9កောင်လောက်တော့ပေါ်ခဲ့ဒါဆိုရင်တပက်တာမယ်တမဲအကုန်လုံးတက်မှာပေါ့နော်တဲမှာနှစ်ကောင်မှကျန်တစ်ကောင်မှကျန်တော့အကုန်သေးသွားဒီကဆိုရင်အထဲမှာကျန်တယ်3កောင်လောက်မသိ3កောင်မှခေါက်ကျန်တယ်6កောင်ဆိုတော့6កောင်အများကြီးကျန်တယ်ဟို3កောင်ဆိုတော့7កောင်12កောင်လောက်ကျန်တယ်ပထမဆုံးအမလာပြီဆွဲပြေးတယ်သူရလာတယ်ဟုတ်ပလားလာပြီပုံမှာဒါဆိုရင်ပြေးပြီဟေးနိုင်ပြေးတယ်ဒါဆိုရှင်သူတို့အေးထတယ်ရောโอเคဒါဆိုကျွန်တော်ပြေးခေါ်လိုက်ပြီနော်ဟိုရောက်ပြီရော့အာကျိုးနေဟာကျိုးနေရော့မချောက်ကောလို့ပြေးသွားဘောတက်လို့ရတယ်ဘောစကိုလည်းတက်လို့ရတယ်တော့သူအကုန်လုံးတက်မပြတော့ဒီ9တော့ကြံနေအကုန်လုံးတက်မပြတော့ဘောနော်ဒီဟာတက်ပဲတက်ပြတယ်ခေ3កောင်မှကျန်တော့ဝဲကြတက်မယ်နေတော့ပေါ်တိုင်းမယ်ဟိုတေးခွဲတော့တူတစ်ခါပဲကျန်တော့တက်ပြီးတော့လို့ပြန်ဖြုတ်ချင်တယ်ဆိုလို့ရှင်ကွာအဲ့ကဆောနာထားရဲပေါ့နော်ဆောနာအဲ့ကစပုတ်တို့ဆိုရဲဖြာလေးထားတဲ့နေရာကိုပြန်သွားလိုက်ပြန်သွားလို့ရှင်အဲ့ပုံထိုင်လိုက်ပေါ့နော်ထိုင်သွားလို့ရှင်ကျွန်တော်ဟိုကမယ်ဆိုတော့ဒီဟိုရဲပေါ့တို့ပြပါမယ်ဟိုဒီက menu ရဲ့ဝင် prop တဲ့ဝင်ဟိုစပုတ်တို့ပြန်နေပေါ့ရှင်အဲ့က mirror MIR mirror ကိုပြင်နေလိုက်ပြန်တစ်ချက်ပဲနေလိုက်ဒါဆိုလို့ရှိရင်အမှန်ပြရှိသွားပြီအဲ့လိုချစ်ချစ်ပြတယ်ချစ်ချစ်ပါဟဲ့ bye